ဒါဆိုနရတောင်တော့ကောင်းကောင်းကြားရပြီအကတောင်တော့ကောင်းကောင်းမကြားရဘူးဖြစ်ဘယ်လိုလုပ်လဲဘယ်လိုလုပ်ကြကဲအဲ့တော့နောက်ထပ်တော့အကျိုးကဲရကဲလားကဲမယ်နော်ကဲဒီညတစ်ကူညဆိုတော့ပြေပြေပပလေးပဲကဲဒီတစ်ခါတော့တော့အာဝါဟဆိုစနေအကျိုးကြရအောင်နော်ကဲဒီတစ်ခါမလာကခြားဖို့ရောက်တယ်ဆိုတာအရန်ကိုမှအတက်ဆန်းလေးတစ်ခုလောက်လာဘာလဲဆိုတော့အာဝါဟောဘယ်မြို့နယ်မှာဆိုတော့ဘယ်ဝင်းမှာဆိုတော့တော့ original version လဲဆိုတာဒီနေ့တော့ကိုဒါ DJ ပေါ့နော်ဒီဖြားဖို့ဒီအေယောင်လေးတားနာမည်ကျော် DJ DJ လူနာနဲ့တို့က collaboration လေးလုပ်ပြီးတော့အာဝါဟဆိုတဲ့ version အသစ်ကလေးကိုတော့ဦးဖြတ်ဖြတ်ပထမဦးဆုံးဆိုပြမှာဖြစ်ပါတယ်အဲ့တော့ကိုလူနာအတွက်လက်ခုပ်ကန်လေးကဲကျေးဇူးများတင်ပါတယ်Been